မင်္ဂလာပါရှင်ညီမတို့လိုကိတ်မို့တောင်းနင်းနင်းလေးကြီးများတဲ့သူရှိလားရှင်ညီမအခုပြထားတဲ့ဒီစိတ်လေးနဲ့ကိတ်မို့လေးကိုစကြည့်တော့သူကအထင်းမှာညီမတို့ရှစ်ခုပါပြီးတော့မှအရသာကတော့အမျိုးမျိုးရွေးလို့ရတယ်ညီမကတော့ဆာကူရာနဲ့မှချက်အရသာလေးကြိုက်တာဆိုတော့အဲ့အရသာလေးဝယ်လာလိုက်တယ်ပေါ့နော်သူကတခြားကိတ်မို့ဒီနဲ့မတူတဲ့အရသာကြတော့ဆာကူရာရဲ့အနက်သူကဆာကူရာရဲ့အနက်ကလေအရန်အောင်မပြင်းမနဲ့ ဆော့ဖြစ်တယ်ပြီးတော့နောက်တစ်ခုကမချကြတော့ဆာကူရာနဲ့အရသာနဲ့အရန်တက်တက်ကြီးဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့နှစ်ခုရဲ့အရသာလေးကဘယ်လန်းဖြစ်ပြီးတော့မှညီမတို့နောက်တစ်ခုကကော်ဖီလေးနဲ့တွဲပြီးတောက်လိုက်တဲ့ခါကျလို့ရှိရင်ကိမိုးရဲ့အရသာနဲ့တက်တက်စီဖြစ်မနေဘဲနဲ့ပို့ပြီးတော့ဆောက်လို့ကောင်းတယ်လို့ထင်နေပေါ့နော်ပြပြထားတဲ့ကိတ်မုံလေးကိုစားကျင်နေဆိုလို့ရှိရင်တော့ညီမတို့မြန်မာနိုင်ငံဆိုလို့ရှိရင်တော့မူဂျီစတိုးဆိုင်တိုင်းမှာရနိုင်နေပေါ့နော်တကယ်လို့မြန်မာနိုင်ငံလူအနေနဲ့စားကျင်နေဆိုလို့ရှိရင်ညီမတို့ဂျပန်ကနေပြီးတော့လှမ်းမာတာမျိုးမဟုတ်ဘဲနဲ့အနည်းဆက်ဆုံးပေါ့နော်ထိုင်းကနေလေသူကမူဂျီစတိုးရှိရဆိုတော့ထိုင်းကနေလေမှာယူလို့ရပါတယ်ရှင်ညီမတို့ရဲ့ group ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and comment လေးရေးခဲ့ပြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်